ဒီနေ့မြန်မာယူဆက်ကွန်အသင်းရဲ့လက်ရှိအခြေအနေကတော့အားရစရာပါပဲအခုလက်ရှိမြန်မာယူဆက်ကွန်အသင်းအာရှဖလား2026အတွက်အုပ်စုပထမနေရာနဲ့အောင်မြင်စွာခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနှစ်ပေါင်း20နီးပါးကြာပြီးမှပြန်ပြီးတက်လန်းလာခဲ့တဲ့တမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်ခြေစစ်ပွဲအောင်သွားခဲ့တဲ့မြန်မာယူဆက်ကွန်အသင်းအနေနဲ့မေ9ရက်နေ့မှာအေရှင်ဆော်ဒီအာရေဗျအသင်းနဲ့ပထမပွဲကိုစတင်ကစားရမှာပါလက်ရှိမှာတော့မြန်မာယူဆက်ကွန်အသင်းဟာအင်ဒိုနီးရှားမှာကျင်းပနေတဲ့အာဆီယံယူဆက်ကွန်ဝိုင်းချန်ပီယံ2026မှာပါဝင်ရှင်ပြိုင်နေပါတယ်။ Group B မှာလာအို၊ထိုင်း၊ဖိလစ်ပိုင်တို့နဲ့ကစားခဲ့ပါတယ်။လာအိုနဲ့ပထမပွဲစီစီသေးကြခဲ့လို့အားလုံးကမြန်မာအသင်းကိုထင်သေးနေခဲ့ကြပေမဲ့ထိုင်းနဲ့ဒုတိယပွဲမှာတော့ဝယ်စီနဲ့အနိုင်ရခဲ့ပါတယ်။ယူဆက်ကွန်လူငယ်တွေစိတ်သက်ကောင်းကောင်းနဲ့အကောင်းဆုံးခြေစွမ်းကိုပြသနိုင်ခဲ့တဲ့ပွဲပါ။နောက်ဆုံးဖိလစ်ပိုင်နဲ့ပွဲကြံသေးပေမဲ့အုပ်စုဖို့ဖြစ်သွားတော့မြန်မာအသင်းယူဆက်ကွန်ဟာမြန်မာကွန်ကိုစောင့်နိုင်ခဲ့ပါပြီ။မြန်မာယူဆက်ကွန်တင်ဆက်လက်အောင်မြင်နိုင်ပါသေး။နောက်ထပ်ပွဲစဉ်တွေမှာအနိုင်ရပြီးကမ္ဘာအသမိုင်းမှာမြန်မာဆိုတာဘာလဲသိအောင်ပြသနိုင်ပါသေးလို့နှစ်သက်စုမှုကောင်တောင်းလိုက်ရပါတယ်ခင်ဗျာ